ဒီပုံမှာတော့ကျွန်တော်တို့ဒါအင်္ဂလိပ်မှာမိသားစုနဲ့ပတ်သက်တဲ့ဝါဟာရစကားလုံးတွေကိုကျွန်တော်တို့ဒီမှာအများကြီးတော့မဟုတ်ဘူးပြဘူးနည်းနည်းဒီမှာကျွန်တော်တို့လေ့လာကြည့်ရအောင် Tom Lisa Austin Megan ဆိုပြီးတော့ဒီမှာသူတို့၄ယောက်ပေါ့နော်အဲ့တော့ဒီ၄ယောက်မှာ Tom နဲ့ Lisa ကကြတော့သူတို့ဟာလင်မယားတွေပေါ့နော်အဲ့တော့ Lisa က Tom ရဲ့ဇနီးမယားပေါ့နော်အဲ့တော့ဇနီးမယားကိုအင်္ဂလိပ်လိုကျွန်တော်တို့ WIFE wave လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ထောင်ကကြတော့ Lisa ရဲ့ယောက်ျားမြယောက်ျားကိုကျွန်တော်အင်္ဂလိပ်လိုလင်ယောက်ျားကို husband husband လင်ယောက်ျားပေါ့နော်အဲ့တော့သူတို့မှာဆိုလို့ရှိရင်သားသမီး2ယောက်ရှိတယ်ဗျအဲ့သားသမီး2ယောက်ကတော့ဘယ်သူတွေလဲဆိုလို့ရှိရင် Austin နဲ့ Megan ပေါ့နော်အဲ့တော့ Austin ဆိုလို့ရှိရင်သူတို့2ယောက်ရဲ့ဗာလဲဆိုသားပေါ့နော်သားဆိုတော့ SON son သားပေါ့နော်အဲ့တော့ Megan ဆိုလို့ရှိရင်တော့ဒီသူတို့2ယောက်ရဲ့ဗာလဲသမီးပေါ့သမီးကိုကျွန်တော်တို့ daughter ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီထောင်နဲ့ Lisa ဆိုလို့ရှိရင်တော့ Austin နဲ့ Megan ရဲ့မိဘတွေဗျအဲ့မိဘမပြောခင်ကျွန်တော်တို့ဒီ Austin ထောင်ကကြတော့ Austin နဲ့ Megan ရဲ့အဖေပေါ့နော်အဖေဆိုတော့ father father အဲ့တော့ Lisa ဆိုလို့ရှိရင်တော့ Austin နဲ့ Megan ရဲ့အမေပေါ့အမေကို mother အဲ့တော့သူတို့2ယောက်လုံးဆိုလို့ရှိရင်တော့ကျွန်တော်တို့ parents ပေါ့နော်မိဘနှစ်ပါးပေါ့နော် parents parents အဲ့တော့ parents မှာဆိုလို့ရှိရင်အမြဲတမ်း s ပါလာဆိုလို့ရှိရင် s မပါတဲ့အခါလေးရှိတယ်ဗျာမိဘနှစ်ပါးမှာကျွန်တော်အမေကိုပဲပြောချင်တယ်ဆိုလို့ရှိရင် s ထည့်စရာမလိုဘူးဒါပေမဲ့မိဘနှစ်ပါးလုံးကိုကျွန်တော်တို့ပြောချင်တယ်ဆိုလို့ရှိရင်တော့ s ထည့်ရပါမယ်အဲ့တော့ဒီ2ယောက်ဆိုလို့ရှိရင်တော့ဒီ Tom နဲ့ Lisa ရဲ့ဘာတွေဖြစ်မလဲဗျသားသမီးတွေပေါ့အဲ့တော့ကျွန်တော်တို့သားသမီးကို children children အဲ့တော့ဒီမှာဟုတ်ပြီကျွန်တော် children ပေါ့နော်ဒါကျွန်တော်ပြောဒီဘက်မှာကျွန်တော်ပြောပြရပြီဆိုတော့အဲ့တော့ဒီ2ယောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့brother and sister မောင်နှမတွေပေါ့နော်